ကရားတွင်စစ်မှုထမ်းအပတ်စစ်ဓမ္မ385ဦးသာအိမ်ပြန်ခွင့်ရရှိပြီးကြံပစများတေဆုံးဆိုတဲ့သတင်းဖော်ပြပေးပါမယ်။နိုင်ငံတော်ဝန်မှစစ်ကောင်စီကစစ်မှုထမ်းဥပဒေနဲ့2024ခုနှစ် AB လမှစတင်ပြီးအတင်းကျပ်စစ်သားစုဆောင်ခဲ့ရာအပတ်စဉ်တစ်ခုမှတပ်သား9000ခန့်ခေါ်ယူခဲ့တော်လဲကရားပြည်နယ်အတွင်းမှာ385ဦးသာအိမ်ပြန်နိုင်တယ်လို့သိရပါတယ်။လွိုင်ကော်မြို့ရှိစစ်ကောင်စီရဲ့ဒေသကွက်ကဲမှုစစ်ဌာနချုပ်မှာစစ်မှုထမ်းဆောင်ခြင်းနှစ်ပြီးမြောက်တဲ့စစ်မှုထမ်းအပတ်စဉ်တပ်သားတွေကိုနေရပြန်ခွင့်ပေးရမှာတော့385ဦးသာထောက်ပံ့မှုအချို့ပေးပြီးပြန်လည်စေလွတ်နိုင်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာပါစစ်ကောင်စီရဲ့စစ်မှုထမ်းပတ်စဉ်တစ်ခုမှာတပ်သားတစ်9000ခန့်ခေါ်ယူခဲ့တာဖြစ်ပြီးကရားပြည်နယ်အတွင်းမှာတပ်သား600ကျော်ခေါ်ယူခဲ့ပေမဲ့300ကျော်သာအိမ်ပြန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်စစ်တပ်ကစစ်မှုထမ်းတွေဇက်ခေါ်ခဲ့တာက1020ခုနှစ်စစ်စင်ရေးပထမလိုင်းအပါအဝင်တနိုင်ငံလုံးကစစ်မျက်နှာတွေမှာရှုံးနေခဲ့လို့အင်အားအဆမတန်ပြုံးတီးခဲ့တာကြောင့်ပါစစ်မှုထမ်းပတ်စဉ်တခေါ်ပြီးတင်နန်းဆင်းပြီးတာနဲ့1020ခုနှစ်ဒုတိယပိုင်းပြန်ဆက်တဲ့အချိန်ပေါ့အကုန်လုံးနီးပါးရှေ့တန်းပုတ်ခံရတော့ပါပဲအဲ့လိုဆိုတော့သူတို့ပစတွေအများကြီးဒေတာပြေးတာတွေရောဒါတွေကြောင့်ပါလို့ CDM ဗိုလ်ကြီးတူကပြောပါတယ်2024ခုနှစ် EB လ10ရက်နေ့ကစတင်ခဲ့တဲ့စစ်မှုထမ်းပတ်စဉ်တစင်းတဲ့သူတွေဟာမကြာခင်သတ်မှတ်ချက်အတိုင်းနှစ်ပြည်တော့မှာဖြစ်တော်လဲတနိုင်ငံလုံးအတိုင်းအတာနဲ့အင်အားဘလောက်စစ်မှုထမ်းပြီးဆုံးပြီးနေရပြန်နိုင်နေဆိုရဲအသေးစိတ်စီရင်ကိုစစ်ကောင်စီကထုတ်ပြန်ထားတာမတွေ့ရသေးပါဘူးပြီးခဲ့တဲ့မက်လအတွင်းမှာစစ်ကောင်စီကစစ်မှုထမ်းပတ်စဉ်23တင်နန်းကိုခေါ်ယူထားပြီးလက်ရှိမှာစစ်မှုထမ်းမတရားစုဆောင်းခံရသူတသိန်းနဲ့အထက်ရှိနေပြီဖြစ်တယ်လို့လက်ရှိအချိန်ထိလဲနိုင်ငံတော်ဝန်မှာပေါ်တာဆွဲစုဆောင်းမှုတွေရှိနေသေးတာလည်းဖြစ်ပါတယ်